အိမ်နေဆိုသလိုလေကြောင်းတိုက်ခတ်မှုပြုလုပ်ခဲ့ပါတယ်။ကြောက်ကလေးနဲ့အင်တိုင်းကြီးကတော့ဒီကြေးရွာဖုန်ကြီးကျောင်းမှာရခိုင်လက်နက်ကိုင်တပုံ AA ကဝင်ရောက်စကန်ချနေတာဖြစ်ပြီးမင်းရံရွာမှာတော့ရခိုင်လက်နက်ကိုင်တပုံ AA ကစာတင်ကျောင်းမှာစကန်ချနေတာဖြစ်ပါတယ်။ဒါကြောင့်မလို့ရခိုင်လက်နက်ကိုင်တပုံ AA အနေနဲ့စစ်မြေပြင်မှာလည်းအရှုံးတွေနဲ့ကြုံတွေ့လာရတယ်။သူကိုယ်တိုင်စစ်ရှုံးပြီးတဲ့နောက်အရှုံးတွေနဲ့ကြုံတွေ့ပြီးအလဲလဲအကွဲကွဲနဲ့တရွာဝင်တရွာထွက်နဲ့ခိုးဆိုးလူနိုင်ဘဝနဲ့နိုင်ငံရေးရုပ်ရှင်ရိုက်ခွင့်မရတော့တဲ့အတွက်ဘုံကြီးကျောင်းတွေမှာခိုကက်နေလိုက်စာတင်ကျောင်းတွေမှာခိုကက်နေလိုက်နဲ့သူတို့ကိုယ်တိုင်ကူရကေရမဲ့နေတဲ့အချိန်စစ်ဘေးရှောင်ဘဝရောက်နေတဲ့ရခိုင်တွေကတော့တကယ်ကိုအယူမီဝိုင်းဖြစ်လာပါတယ်ဆိုတော့လက်ရှိအခင်းချင်းတိုင်းရခိုင်လက်နက်ကိုင်တပုံရဲ့လေကြီးလေကျပြောပြီးတော့ရခိတာလမ်းစဉ်ကိုလိုက်အဖရခိုင်နိုင်ငံတော်ထူထောင်မယ်ဆိုတဲ့ထွန်းမြတ်နိုင်ရဲ့နိုင်ငံရေးစီးရုံးမှုတွေအောက်မှာယုံကြည်ကိုးစားခဲ့ကြတဲ့ရခိုင်တွေအားလုံးကတော့မျိုးပြုတ်တာတွေဖြစ်လာခဲ့အကျိုးကန်းတွေဖြစ်လာခဲ့ပြီးတော့ဒုက္ခိတဘဝကိုရောက်လာခဲ့ပါတယ်ဒါဆိုရင်လက်ရှိရခိုင်လက်နက်ကိုင်တပုံအေးထိန်းချုပ်ထားတဲ့ဆိုတဲ့မြို့နယ်14မြို့နယ်မှာရောဘာတွေဆောင်ရွက်ပေးနိုင်လဲရဲ့ပညာရေးဌာနကျန်းမာရေးဌာနနဲ့ဒီစီပင်ကဏ္ဍစသဖြင့်ကဏ္ဍအသီးသီးကိုဖွဲ့စည်းပုံတွေနဲ့အစိုးရတရက်လို့ယူမူနဲ့ဒီဘဝင်ယူနေတဲ့ထွန်းမြတ်နိုင်ရဲ့ဆောင်ရွက်မှုတွေကိုလိုက်လံဖော်ဆောင်နေတဲ့ရခိုင်စစ်သွေးကြွတွေကလည်းတနေ့ပြီးတနေ့ဘာလို့ဘာကန်ရမှမသိတဲ့အခြေအနေမျိုးနဲ့ကြုံတွေ့နေရတာပါသူတို့ကိုယ်တိုင်ရခိုင်လက်နက်ကိုင်တဲ့ပုံအေးထိန်းချုပ်ထားတဲ့မြို့နယ်14မြို့နယ်ထဲမှာပဲငရုတ်တီးတပိတ်တာကိုတသိန်းနီးပါးလောက်ပေးလာရတယ်စံတအိတ်ကို5-6သိန်းဝန်းကျင်အထိပေးလာရပြီးတော့ပါရာစီတမောတပြားကိုတောင်မှ1500-2000ပေးလာရတဲ့အခြေအနေမှာအဖရခိုင်နိုင်ငံတော်ထူထောင်မှုကြီးကတကယ်ကိုနှစ်သာရရှိရလားအဖရခိုင်နိုင်ငံတော်ထူထောင်မယ်ဆိုတဲ့စိတ်ကူးရင်မှုကြီးကဘယ်လောက်ထိလက်တွေ့ကျသလဲဆိုတာကိုဒေသခံရခိုင်လူမျိုးတွေကနားလည်လာကြပါတယ်အဲ့ဒီအတွက်ပဲရခိုင်လက်နက်ကိုင်တပုံအေးထိန်းချုပ်ထားတဲ့နေရာတွေနဲ့စုဖွဲ့နေရာတွေကိုလက်မခံလာတော့ရဲ့ဒေသခံရခိုင်တွေကနေမီကန်တိုင်ရင်တပ်ဖွဲ့တွေနဲ့ချိတ်ဆက်ပြီးတော့စုဖွဲ့မှုနေရာတွေကိုသတင်းပို့ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မလို့လေပြီးခဲ့တဲ့ဒီဇင်ဘာ10ရက်နေ့ကမှတ်ရဆိုတော့လူအခွင့်အရေးနေ့မှာပဲနိုင်ငံတော်အစိုးရရဲ့ကျန်းမာရေးဝန်ထမ်းတွေကိုရက်ဆက်စွာတပ်မတော်မိသားစုတွေအားလုံးကိုရက်ဆက်နှိပ်စက်တပ်ပြီးတဲ့နောက်မြောက်ဦးမြို့မှာရှိနေတဲ့ဆေးရုံကိုရခိုင်လက်နက်ကင်တပုံ AA ကစခန်းတပ်ဖွဲ့ပြုလုပ်နေတဲ့နေရာကိုတပ်မတော်ကလေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်တဲ့အတွက်9ရက်ကြာမြင့်တဲ့အချိန်ထိထွန်းမြတ်နိုင်တဲ့အပေါင်းပါတွေရခိုင်စစ်သွေးကြွနဲ့အပေါင်းပါတွေအော်လို့မပြီးနိုင်ဘူးဖြစ်ပါတယ်တပ်မတော်ရဲ့နေမီကန်တိုင်ရင်တပ်ဖွဲ့တွေဒါမကစစ်ဆေးရုံတွေဒီစေပေးကမ်းတွေကိုလာရောက်တိုက်ခိုက်တာတွေပြုလုပ်ခဲ့တယ်မြို့ပေါ်မှာရှိနေတဲ့ကျန်းမာရေးဌာနတွေရဲ့မြို့နယ်ဆေးရုံတိုက်နယ်ဆေးရုံကျေးလက်ကျန်းမာရေးဌာနခွဲတွေကိုလက်နက်ကြီးလက်နက်ငယ်နဲ့မျိုးစုံတိုက်ခိုက်နေတော့ကအတန်တိတ်မျက်စိမှိတ်ပြီးတော့အောင်ပွဲရတဲ့ပုံစံမျိုးနဲ့ဆောင်ရွက်ခဲ့ပေမဲ့တပ်မတော်ရဲ့လေကြောင်းတိုက်ခိုက်မှုမှာတော့ရခိုင်တွေရဲ့အရင်းမြစ်ထိခိုက်ဒေဆုံးမှုတွေကတော်တော်ကြီးမားခဲ့ပါတယ်။ဒါကပြီးခဲ့တဲ့ရက်တွေကဒီမြောက်ဦးမှာရှိနေတဲ့ရခိုင်စစ်သွေးကြွအဖွဲ့တစ်ဖွဲ့ရွှေ့ပြောင်းသွားလို့ဒီလောက်ပဲဒေဆုံးခဲ့တာဖြစ်ပါတယ်။အကယ်၍ဒါတပ်မတော်ရဲ့လေကြောင်းတိုက်ခိုက်မှုက2ရက်လောက်စောခဲ့မယ်ဆိုရင်မြောက်ဦးမှာရှိနေတဲ့ရခိုင်စစ်သွေးကြွ200နီးပါးတောင်ထိခိုက်ဒေဆုံးနိုင်တဲ့